မင်္ဂလာပါရှင်စက္ကဝိတ္တိတုတ်ကိုပူဇော်ပါမယ်ရှင်မိမိနှင့်တရားသာလင်ကိုးကွယ်ရာတရားတော်မြတ်စွာဘုရားသည်ဤစကားကိုမိန့်တော်မူသည်ချစ်သားတို့မိမိ၏မေတ္တာထားတတ်တဲ့စိတ်သာလင်မိမိ၏ကိုးကွယ်ရာမိခိုအားထားရာဖြစ်သည်တတိပဋ္ဌာန်တရားသာလင်ကိုးကွယ်ရာမိခိုအားထားရာဖြစ်သည်တတိပဋ္ဌာန်တရားဖြစ်အောင်နေရမည်သင်တို့သည်ရုပ်အပေါင်း၌ရုပ်ဟုခံစားမှုအပေါင်း၌ခံစားမှုဟုစိတ်အပေါင်း၌စိတ်ဟုသဘောတရားအပေါင်း၌သဘောတရားဟုအကျဉ်းချင်းရှုမှတ်၍နေကြရမည်မေတ္တာစိတ်ထားပြီးယုံနံတရားတို့ကိုနှစ်သက်ခြင်းမနှစ်သက်ခြင်းကိုပယ်ဖြောက်ပြီးယုံနံတို့ဤဖြစ်ခြင်းသဘောပြည့်ခြင်းသဘောနှင့်ဖြစ်ခြင်းပြည့်ခြင်းအကြောင်းအကျိုးတရားများကိုအကျဉ်းချင်းရှုမှတ်၍နေကြရမည်ဤကဲ့သို့အကျဉ်းချင်းရှုမှတ်သောအခါယုံနံအာယုန်တို့ကိုငါဥစ္စာဟုမစွဲလန်းတော့ပါဆွဲလန်းမှုကင်းသွားသောမိမိသာလင်ကျွညိတပွဲကိုးကွယ်ရာမိခိုရာတတိတရားသာလင်ကျွညိတပွဲကိုးကွယ်ရာမိခိုအားထားရာမေတ္တာစိတ်သာလင်ပွားများရာအဖြစ်သစ္စာတရားသာလင်သိမြင်ရာအဖြစ်ဤသို့နေထိုင်ကြင်ကြံနေသောသူများသည်ဒုက္ခခတ်သိမ်းကင်းငြိမ်းနေသူတဏှိဒုက္ခနှင့်ပြည့်စုံသောနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနေသူဖြစ်သည်ဟုမိန့်တော်မူခဲ့သည်